ဒါတွေကမော်စရာရဲ့မျက်နှာပညာမဟုတ်ပါဘူးဒါတွေဟာလက်တွေ့သိပ္ပံရဲ့စမ်းသပ်မှုလေးတွေပါကောင်မလေးရဲ့ရှေ့မှာခွက်တစ်လုံးတည်ပြီးရေအပြည့်ပြည့်လိုက်တဲ့အခါကောင်မလေးကကြီးကြီးနက်နက်ကြီးနဲ့လှည့်ကြည့်လာပါတယ်ဒါဟာမှန်ဘလူးတွေရဲ့အလင်းရိုင်ခြင်းသဘောတရားပါခရင်နှချောင်းကိုကပ်ပြီးသွားကြထိုးတန်လေးအလဲကထိုးပြီးတခြားတစ်ချောင်းနဲ့ချိတ်ဆက်လိုက်တဲ့အခါအံ့ဩစရာဟန်ချက်ညီနေတာကိုတွေ့ရပါမယ်ရေအပြည့်ဖြည့်ထားတဲ့ခွက်ပေါ်မှာပကံပြားနဲ့စက်ကူလေးကိုတင်လိုက်ပါအပေါ်ဆုံးမှာကြက်ဥတစ်လုံးထပ်တင်လိုက်ပြီးပကံပြားကိုမြန်မြန်ဆန်ဆန်တွန်းထုတ်လိုက်တဲ့အခါကြက်ဥလေးကမကွဲပဲရေထဲကိုကျဆင်းသွားပါတယ်ဘီယာပလင်းထိတ်မှာအပေါက်လေးတစ်ပေါက်ဖောက်ပြီးပလင်းကိုခောက်လိုက်တဲ့အခါဘီယာတွေကအချိန်နဲ့ပန်းထွက်လာပါတယ်ဒါကကွင်းဆက်တုတ်ပြန်မှုပါဖန်ကြားပေါ်မှာတီရှူးဆက်ကူခံပြီးရေဆွတ်လိုက်ပါပြီးတော့အလဲမှာဖျောင်းနိုင်လေးတစ်တိုင်းထွန်းပြီးဖန်ခွက်နဲ့အုပ်လိုက်ပါငင်းငိမ့်သွားတဲ့အခါရေအပြည့်ပါတဲ့ခွက်ကလေးကိုတင်လိုက်ပြီးတဲ့နောက်အံ့ဩဖွယ်မြောက်တင်ထားနိုင်တာကိုတွေ့ရပါလိမ့်မယ်ဒါဟာလီဒုဖီယာရဲ့စွမ်းအားပါမိလောင်နေတဲ့စက်ကူတန်းကိုပလင်းထဲထည့်လိုက်ပြီးအဝပေါ်မှာပြုတ်ထားတဲ့ကြက်ဥတင်လိုက်တဲ့အခါကြက်ဥကစမ်းကျဲတဲ့အားနဲ့ပလင်းထဲကိုဝင်သွားပါတယ်ပူပေါင်းကိုမိတောင်နာမှာထားလိုက်တဲ့အခါချက်ချင်းပောက်ကွဲသွားပါတယ်ဒါပေမဲ့ရေအပြည့်ဖြည့်ထားတဲ့ပူပေါင်းကိုယေစုဒီအထိအပူပေးထားတော့လေပူပေါင်းကလုံးဝမပျက်စီးပဲကျန်ရှိနေပါတယ်ခွက်ထဲမှာမုတ်ဖုတ်စော်တာကိုထည့်ပြီးအချင်းရည်နဲ့ရောလိုက်တဲ့အခါမျက်စိနဲ့မမြင်နိုင်တဲ့ဓာတ်ငွေ့တစ်မျိုးဖြစ်လာတယ်ဒီဓာတ်ငွေ့ဟာမိလောင်နေတဲ့ဖျောင်းနိုင်တန်းကိုချက်ချင်းငြိမ်းသွားစေပါတယ်ဒါဟာမိသက်ဆက်ရဲ့အလုပ်လုပ်ပုံပါကလေးတွေကိုအချင်းတရားရှင်းပြတာထက်တစ်ချိန်တော့အတူတူစမ်းကြည့်လိုက်ဖို့တိုက်တွန်းပါတယ်